ဘာအကောင်ဆုံးဖော်လုံးသမားဖြစ်လာမဲ့ကောင်လေးတယောက်ဟာအချိန်ကစီးကူဖို့ပတ်စံမရှိလို့အသင်းကြီးရဲ့ညင်းပယ်ချင်းကိုခံခဲ့ရဘူးတဲ့ဆိုတာတင်သိပါသလားအသက်17နှစ်အရွယ်မှာမက်ဆီဟာကြီးထွားနှုန်းဟော်မုန်းချို့ရတဲ့ယောဂါကိုခံစားခဲ့ရပါတယ်သူ့ရဲ့အရက်ဟာပုံမှန်အတိုင်းရှိမလာတော့သလိုစေကူတာစီခါတဲ့တစ်လကိုဒေါ်လာ900ကျော်ကုန်ကျခဲ့ပါတယ်သူ့ရဲ့မိခင်ကလပ်ကလည်းအဲ့ဒီကုန်ကျစရိတ်ကိုမတက်နိုင်လို့လက်လျှော့ခဲ့ကြပါတယ်ဒါပေမဲ့ပါရမီကိုမြင်တတ်တဲ့ဘာစီလိုနာအသင်းဟာမက်ဆီကိုအခွင့်အရေးပေးခဲ့ပါတယ်ထူးခြားတာကသူ့ရဲ့ပထမဆုံးစာချုပ်ကိုစားတောက်ဆိုင်ကလက်တော့ပေါ်ပေါ်မှာလက်မှတ်ထိုးခဲ့ရတာပါအဲ့ဒီနောက်မှာတော့ဂျန်ဒါသမိုင်းဖြစ်သွားပါပြီဘောလွန်ဒီယောရှစ်လုံးကမ္ဘာဖလားချန်ပီယံနဲ့အောင်မြင်မှုပေါင်းများစွာအခက်အခဲတွေကိုအရှုံးမပေးဟဲလို့သာဒီနေ့ကျွန်တော်တို့ဂုတ်တယောက်ကိုမြင်တွေ့ခွင့်ရနေတာပါမင်းရဲ့အားနဲ့ကြဆိုတာမင်းကိုတားဆီးထားတဲ့အရာမဟုတ်ပါဘူးမက်ဆီပရိသတ်တွေရှိရင် comment မှာစိတ်ရုပ်လေးခြံခဲ့ပေးဦးနော်